ဒီညာနဲ့တန်သွားပြီခွန်နာမချီအရာရာနဲ့ခွန်နာကြီးစေအရာရာပေါ့နော်ရွာနေနဲ့မီဆိုကပြောခဲ့တဲ့စကားပေါ့ရောက်ပြီးတော့ဒီပဲဆက်ကြည့်ကြကျွန်တော်ဘာတွေပောက်ကွဲနေရလဲဆိုတော့ကိုပတ်စံပေးစီးရခြင်းတူတူအောင်ကျွန်တော်ယထာတစည်းရဲ့မှာတချို့လူတွေကထိုင်ကုန်နဲ့ထိုင်ရပြီးတော့ခရီးကိုဘာမှကြိုတင်ပြင်ဆင်မှုမရှိဘဲနဲ့ဒီတိုင်းပဲထွက်လာခဲ့နှစ်ယောက်သားကတော့အဲ့လိုမျိုးပဲပေါ့နော်ဒွိုင်းလက်လေးဖေးနာလေးမှာရောင်ချနဲ့နေရာလွတ်လေးရှာပြီးထိုင်ရပျော်စရာတော့ကောင်းပေမဲ့လည်းနောက်တစ်ခါတော့ထိုင်ကုန်လေးမှာထိုင်နေတာပေါ့ပင်နေရဲတော့စင်ပြီးပဲရောက်ပြီးတော့ဒီပဲမကြည့်ငါတို့ရဲ့ view ကပိုကောင်းတယ်ယထာမှာဘေးဥကြပြီးမပြီးသွားသေးဘူးငှားထားတဲ့ဟိုတယ်ကလည်းစောက်တလဲဟိုတယ်ဒါတော့ကျွန်တော်တို့ငှားထားတဲ့ဟိုတယ်ကတညအိတ်ကိုရန်18000ပေးပြီးကျွန်တော်အဲ့မျိုးကိုအစိုးရရောက်သွားတော့အမှလဲစရာပတ်စရာကိုလိုက်ရှာတဲ့အချိန်မှာအဲ့ကန်တကန်ကလွဲပြီးတော့ကျန်တဲ့လဲစရာပတ်စရာဘာမှမရှိရမျိုးဖြစ်အဲ့ဒါမှမထူးဘူးဆိုပြီးတော့အဲ့မှာမရှိမဲ့ကတ်စတယ်လေးကျွန်တော်သွားအဲ့လိုကျွန်တော်လမ်းမသိလို့ရှိရင်တော့ရှေ့ရကောင်သွားရအောင်လိုက်လို့ပြီးတော့အမှားရလဲစူးမဆန်းတန်အောင်လို့သာသွားလိုက်တာတကယ်တော့ဘာမှလည်းမရှိဘူးရှာဖက်ကြည့်ရတဲ့လောက်ကတော့မျိုးစားကြီးနေသွားရလို့သိရတယ်ရာသီဥတုကိုလည်းကြည့်ပါအောင်ကင်မရာတော့မိုးရေတွေဆိုတဲ့အထိဗျာမိုးကလည်းရွာတယ်လေကလည်းတိုက်တယ်အေးကလည်းအေးနေရောဘယ်ပြောကောင်းမလဲငါမဘူးရအကြောင်းကကောင်းတယ်200ပေးခေါ်လာခုရမ်းမပေါ်သေးဘူးသူချက်ဝတ်တစားဒါတော့ဒါကျွန်တော်နားမလဲပဲနဲ့ကျွန်တော်ရှောက်ပြောနေတာတကယ်မယုံကြနဲ့ရဲတိုက်ကြီးကတော့တာမန်ရဲတိုက်ဆိုပေမဲ့ပေါ့နော်တကယ်အပေါ်တက်ကြည့်တော့မှာပဲဟိုးပေါ်တက်ကတွေ့ရတဲ့ view ကတော်တော်လေးကိုလှဒါကျွန်တော်ရဲ့ကင်မရာအသစ်ကိုဝယ်ပြီးတော့ဒါပထမဆုံးခီးထွက်ခုဒီဗီဒီယိုလုပ်နေတဲ့အချိန်မှာလည်းကျွန်တော်အိုဆာကာကိုသွားဖို့အတွက်ကားလက်မှတ်ဖြတ်ပြီးသွားပြီပေါ့နော်အဲ့တော့နောက်ထပ်လည်းပို့ပြီးတော့ဒီလိုမျိုးရှူကင်းလေးတွေပါတဲ့ vlog ပုံစံမျိုးလေးတွေနဲ့ knowledge sharing လေးကျွန်တော်မတူညီတဲ့ပုံစံမျိုးလေးလုပ်ပေးဖို့ရှိတယ်好了，你也住在那样的。ဒီလောက်ဒုက္ခပင်လေဝင်နေပါလေဆိုမှလေအဲ့ဖွန်ကြောင်ချင်းရာသေးတဲ့ကိစ္စကိုကျွန်တော်စဉ်းစားလို့မရအောင်အဲ့နဲ့မရှိရလုံးမယ်ကွာဆိုပြီးတွေ့တဲ့ဘဲရုပ်ကြီးစီးမယ်ဆိုပြီးကျွန်တော်သွားပြီးတော့ဆက်ထုံးစံတိုင်းမှာမတောက်တစ်ခေါက်ပေါ့နော်ဂျပန်မိုင်းနဲ့အပြန်လန်ဂျပန်လူတွေမှုတ်ကြတာငါမိနစ်တော့လုံမရောက်လာはいこんにちはちょっと質問聞いたんですけどこれ一つのためは1000円だけですよねポットああ1100円ですそれはなんか一回行って戻って感じですかはいああそうですよね時間はどのぐらいかかるの回ってる時間はで一回戻りますね30分前チケット買ってもいいですよねあはい大丈夫ですありましたいや你们ジャパンのネットはရှုံးနေငါပေါ်တာငါတည်းလေးအိတ်ရောက်အဲ့ကိန်းနာမှာထူးဆန်းတာအဲ့လို6တော့အလကားစိန်လို့ရတဲ့နေရာလေးသူတို့လှုပ်ထားပြီး public area ပေါ့နော်အဲ့မှာ6တော့စိန်အပန်းဖြေနဲ့ကန်ကြီးကိုကြည့်ပေါ့ကျွန်တော်ဖုန်းလေးကဗီဒီယိုရိုက်ထားတော့သူများဖုန်းနဲ့ပဲကျွန်တော်ကြည့်ရတာပေါ့6တော့စိန်ပြီးတော့တက်စီတစ်စီးတွေ့ရတယ်ကျွန်တော်ငှားပြီးတော့အဲ့ဒီကန်ကြီးကိုအပေါ်စီးကနေကြည့်လို့ရတဲ့ view point ရှိတဲ့နေရာကိုသွားပထမဆုံးကတော့ဘူးနေရဆိုပေမဲ့အဲ့ကန်ကြီးတကယ် view point ကိုရောက်သွားတဲ့အချိန်မှာတော့တော်တော်လေးစိတ်ကပန်းပြေတယ်ပြီးတော့တော်တော်လေးလှရဲ့နေရာလို့ကျွန်တော်ပြောလို့ရတယ်။နင်းကြောက်တဲ့ဟိုကောင်းလိုမျိုးလူတွေအတွက်ကတော့နည်းနည်းလေးကြောချမ်းစရာကောင်းတယ်ပေါ့တော်တော်ကြီးကိုမြင့်နေအဲ့နေအနမဲကြည့်ရတဲ့သူတိုင်းဒီ URN ကိုသဘောကျတဲ့သူတိုင်းကဒီကန်ရှိရဲ့ဒီကာမီစုဝဆိုတဲ့နေရာလေးကိုတကယ်ရောက်အောင်လာတဲ့ခင်မီနိုနာဝါဖန်မှမဟုတ်ဘူးတကယ်တမ်းဒီလိုမျိုး vibe မျိုးရကျင်နေဆိုလို့ရှိရင်ဒါညအိတ်လာစရာမလိုဘူးဗျာကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်နာဂါနိုဘက်ကိုသွားရင်းနဲ့လမ်းကြုံဝင်လို့လည်းရတယ်တိုကျိုဘက်မှာနေတဲ့သူတွေနေချင်းမြတ်ခီးသွားမယ်ဆိုလို့ရှိရင်လည်းတနားရီ2နာရီလောက်ယထာစီးရုံနဲ့ကျွန်တော်ဒီလိုမျိုးနေရာကိုရောက်တယ်မြို့မှာ2နာရီလောက်ရှောက်လဲလိုက်မယ်ဆိုရင်တော့2နာရီလောက်ယထာပြန်စီးပြီးဒီဘက်ကိုပြန်ရောက်လာရဆိုတော့6နာရီလောက်အချိန်ပေးမယ်ဆိုလို့ရှိရင်ဒီလိုခီးမျိုးကထွက်တယ် Face the fucking fear right now I'm shaking လွဲချော်ဖြစ်နေခီးကနေပြီးကျွန်တော်ပြန်ရောက်လာတော့ယထာ45မိနစ်လောက်ဆက်စီပြီးဟိုချာတော့မီဆူဆိုရဲဖူတာကိုထပ်သွားအဲ့ကနေပြီးတော့10မိနစ်လောက်လမ်းလျှောက်တဲ့နေရာမှာ Chainsaw Man ရဲ့ Raze Arc တဲ့ Raze ဆိုရဲ character သူအလုပ်သွားလို့ရှိရင်ဖြတ်သွားနေကြလှေကားပေါ့နော်အဲ့လှေကားလေးကိုကျွန်တော်သွားပြီးတော့ကြည့်တယ်လူတွေကအမှတ်တရအနေနဲ့အဲ့လှေကားလေးမှာပန်းစည်းလေးတွေပန်းပွင့်လေးလာပြီးထား PCO လေးကကြတော့ Chainsaw Man နဲ့သူနဲ့ပထမဆုံးတွေ့တဲ့PCO လေးလို့ပြောလို့ရတယ်ပေါ့နော်အဲ့မှာ Chainsaw Man အရုပ်လေးလည်းရှိတယ်အဲ့ဒါလေးကလည်းလေကားနားလေးမှာပဲရှိတာဇကားကြည့်နေရောတော့မှအဲ့လောက်ကြီးထိမခံစားလိုက်ရအောင် anime ကိုကြိုက်နှစ်သက်တဲ့လူတိုင်းကသွားနောက်လို့မရတဲ့သူတွေဆိုတာကျွန်တော်အခုမှနားလေသဘောပေါက်သွားတကယ် anime ထဲမှာထည့်ဆွဲထားတဲ့နေရာတွေကိုအပြင်မှာလိုက်ရှာပြီးတော့တရုတ်တရလှုပ်နေပါလေပြီးတော့အဲ့ဒါဂျပန်ကလူတွေနေမဟုတ်ဘူးနော်တခြားနိုင်ငံအရရက်က foreigner တွေလည်းအဲ့မှာအများကြီးပဲ